အဲ့ဒီရဲ့နေမှုထိုင်မှုခက်ခဲမှုတွေကိုကျွန်တော်ကိုတွေ့နော်ကြုံတွေ့ခံစားရတယ်အဲ့တော့ကျွန်တော်အခုဒီလွတ်တော်တွေရောက်သွားမယ်ဆိုရင်ကျွန်တော်ဒီအဓိကမြန်မာနိုင်ငံမှာမတမ်းစွမ်းနေရခိုင်လုံးလိုက်ရှိပါတယ်ဆိုတော့သူတို့ရဲ့ခက်ခဲတာတွေသူတို့အတွက်အခွင့်အရေးတွေသူတို့မှာဒီ social မှာပေါ့နော်discriminate လုပ်တာတွေရှိနှိမ်တာတွေရှိတယ်ပေါ့နော်ဒါအားလုံးမဆိုလိုပါဘူးဟုတ်ပါဒါသူတို့ရဲ့အခြေအနေရနောက်တစ်ခုကသူတို့မှာအလုတ်ကင်မရှိတာတွေမိသားစုတွေထဲမှာဆိုလဲပြစ်ပယ်ခံရတဲ့အနေထားတွေသူတို့စကားဆိုတိတ်နားမထောင်ချင်ဘူးလူရတိတ်မသွင်းဘူးအဲ့လိုမျိုးဒီပတန်စွမ်းတူကြီးကိုကျွန်တော်အနေနဲ့အကာအကွယ်ဖြစ်အောင်ကျွန်တော်လုပ်ချင်တယ်ဥမာသူတို့အိမ်သာသွားတယ်သူတို့အိမ်သာသွားတဲ့အခါမှာတချို့တွေကဘိုးထိုင်ထဲမှာအဆင်ပြေတယ်တချို့နေရာတိုင်းမှာဘိုးထိုင်ဆိုတာမရှိဘူးဒီလိုပဲဗမာထိုင်နေပဲရှိတယ်ဒီလိုမျိုးတွေပေါ့ဥမာလမ်းကူးတဲ့အခါတွေမှာဥမာကားကနေပြီးတော့မတမ်းစွမ်းဆိုင်ဖို့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်သူအချိန်ကြာလေးပေးအောင်ဈေးဝယ်တဲ့အခါတွေမှာနေရာပေးအောင်နောက်တစ်ခုကကုမ္ပဏီတွေမှာလည်းဒါမှမဟုတ်အလုပ်ငန်းခွင်တွေပေါ့နော်အသေးစားအလတ်စားစသဖြင့်အဲ့ဒီမှာလည်းသူတို့ကိုထိုက်တဲ့ရက်တီနိုင်တဲ့လစာလေးနဲ့အလုပ်တွေခံအောင်နော်ဒါကျွန်တော်လုပ်ပေးခြင်းနဲ့စံတာပါကျွန်တော်စူးစမ်းခြင်းနဲ့စံတာပေါ့နော်နောက်ကဏ္ဍတစ်ခုအနေနဲ့ကျွန်တော်ဆက်သွားရင်ကျွန်တော်ကဗဘဲတန်းကိုကူစားပြုတ်ပြီးတော့ဗဘဲတန်းမြို့နယ်ကိုကူစားပြုတ်ပြီးပြိုင်တဲ့အခါမှာကျွန်တော်ဗဘဲတန်းကိုလေ့လာကြည့်တဲ့အခါမှာလူမျိုးခြားလို့ကျွန်တော်သုံးလိုက်မယ်နော်ဆရာဟုတ်ပေါ့လူမျိုးခြားကတော့သူက 55% 55%သူကရှိနေတယ်ကျွန်တော်တို့ဒီမြန်မာတိုင်းရင်းသားက 45% လောက်ပဲရှိတယ်ဆိုရင်ကျွန်တော်အနေနဲ့လည်းဒီမြို့နယ်ကိုကျွန်တော်ရှင်ပြိုင်မှုမဲဆွေစီယုံမှုသူတို့စီကနေမေတ္တာရဖို့ပေါ့နော်သူတို့ရဲ့မှတ်ချက်ကောင်းတွေရဖို့သူတို့ကျွန်တော်ကိုကျင့်납ဖို့အတွက်ကျွန်တော်ဘာတွေစွမ်းဆောင်ရမလဲဆိုတာလည်းကျွန်တော်အခုလေ့လာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ခုနကကြောသားရင်သားမခွဲခြားဘူးဒီလူမျိုးခြားဘာသာခြားဒါတွေကိုကျွန်တော်ကမခွဲခြားဘဲနဲ့တမတ်ကြကျွန်တော်ဒီပပဲတန်းမြို့နယ်မှာရှိသောလူထုတရက်လုံးအတွက်ဒါပနာမအနေနဲ့ကျွန်တော်ဘာလုပ်ပေးနိုင်မလဲသူတို့လူကျင်တဲ့အရာတွေကိုကျွန်တော်ဘယ်လိုစွမ်းဆောင်ပေးနိုင်မလဲဆိုတဲ့အရာတွေကိုကျွန်တော်အဓိကကျိုးပန်းဆောင်ရွက်သွားမှာပါဒါပပဲတန်းမြို့နယ်တင်သာမကပဲနဲ့ဖြစ်နိုင်လို့ရှိရင်ရန်ကုန်တိုင်းအဆင့်ဖြစ်နိုင်လို့ရှိရင်ပြည်နယ်အဆင့်ခရိုင်အဆင့်တနိုင်ငံလုံးအဆင့်စသည်ဖြင့်ပေါ့နော်ကျွန်တော်လုံနိုင်တယ်လို့ကျွန်တော်မှာပါဝါရှိတယ်လို့ပေါ့နော်ကျွန်တော်မှာဉာဏ်စွမ်းရှိတယ်လို့ကျွန်တော်အကောင်းဆုံးအသုံးတော်ခံချင်ပါတယ်ပြည်သူမေတ္တာခံယူချင်ပါတယ်ပေါ့ကိုကလည်းဒါပြည်သူတွေမေတ္တာထားပြီးတော့ဝင်ရောက်ရှင်းပန်းတော့ဟုတ်ကဲ့နိုင်ငံရေးလုပ်တယ်ဆိုတာတော်တော်မြင့်မြတ်တဲ့ပရိုက်တာပါပဲပရိုက်တာစိတ်မရှိပဲနိုင်ငံရေးလုပ်လို့မရဘူးလေဟုတ်ကဲ့အများကျိုးဆောင်နေတာဒီကိုယ့်ရဲ့ပြည်သူတွေကျိုးဗဘဲတန်းဆိုလည်းဗဘဲတန်းမှာရှိတဲ့ပြည်သူတွေကျိုးဟုတ်ကဲ့ပါတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကျိုးဆောင်နေဆိုတာနိုင်ငံရေးမှာလုပ်ပေါ့တော်တော်ကိုယ်ရဲ့လုပ်ပေါ့အစိုးရဖွဲ့ရောက်ပြီးဖြစ်စေဥချွေအာဏာရသည်ဖြစ်စေတော်တော်ကိုယ်လည်းရွေးချယ်ခံရသည်ဖြစ်စေဒါပြည်သူတွေမေတ္တာထားနိုင်လို့လေဒီလိုလုပ်တာဟုတ်တော့ပြည်သူတွေမေတ္တာလည်းပြန်ရမှာပါနောက်တစ်ခုကမတန်ဆွမ်းဆိုတဲ့ဟာလေးနဲ့ဆက်ဆက်မိလို့မတန်ဆွမ်းဆိုတဲ့မှာဟိုဟာတွေလည်းရှိသေးတယ်မတန်ဆွမ်းအားကစားသမားကောင်းတွေလည်းရှိသေးတယ်ဟုတ်ကဲ့ပါဗျာသူတို့တွေကိုလည်းမြေတောင်မြောက်ပေးဖို့လိုတယ်ဟုတ်ကဲ့ပါဦးစားပေးပြီးတော့ဒီຢာလေးလဲဒါကြုံလုံးဟိုပါပေါ့နော်အကြံပြုတာပေါ့ဟုတ်ကဲ့ပါပြောမတန်ဆွမ်းသူအလုပ်ကိုင်အလုပ်ကိုင်ခွင့်လည်းရအောင်လုပ်ပေးတာလည်းတကယ်တော့ပေါ့မတန်ဆွမ်းအားကစားသမားတွေလည်းစွမ်းကြတယ်လေဟုတ်ကဲ့ပါရွှေရွှေစစ်တွေပါရအောင်ကဏ္ဍအသီးသီးမှာယူနိုင်ကြတာတွေ့ရတယ်ဟုတ်ကဲ့ပါဆရာသူတို့ခံရတာလည်းရေးကြည့်သူတို့ပို့ပြီးတော့စိတ်သက်ခွန်အားတွေတကြွလာအောင်သူတို့ရဲ့လိုအပ်တဲ့ facility လိုအပ်တဲ့ဟာလိုအပ်ချက်တွေကိုခုနပြောသလိုပါပဲသူတို့လူမှုဘဝတွေပြည့်စုံအောင်ငွေကြေးအစားပေါ့နော်လုံခြုံရေးအစားဖန်တီးပေးနိုင်ရင်သူတို့အားကစားမှာလည်းပို့ပြီးတော့ထူးချွန်အောင်မြင်ရမှာပေါ့နော်ဒါလည်းနိုင်ငံကုန်ဆောင်တာပဲဟုတ်ကဲ့အဲ့ဒီအပိုင်းမှာလေဆရာကျွန်တော်တစ်ချက်ပြောချင်တာလေကျွန်တော်ဒါအကယ်၍လွတ်တော်တဲ့ရောက်သွားခဲ့မယ်ဆိုရင်ဒီမတန်ဆွမ်းဆိုတဲ့ဒူကဒါမိသားစုတိုင်းမှာတော်တော်များများတော့ရှိမှာပါဒါပေမဲ့သူတို့ကိုအကာအကွယ်ပေးတဲ့အခါမှာနိုင်ငံတော်အနေနဲ့လည်းပေါ့နော်ပူးပေါင်းဆောင်ရွက်လို့ရတာတွေရှိတယ်ဥပမာကျွန်တော် foreign မှာနေခဲ့တဲ့အခါမှာကျွန်တော်ရဲ့ဒီလုပ်ငန်းခွင် area မှာ
ဆိုပါစို့ကျွန်တော်ကလူအယောက်30ကိုကျွန်တော်အုပ်ချုပ်ရတယ်ဆိုရင် disable က9ယောက်6ယောက်လောက်ပါတယ်။အဲ့တော့ကျွန်တော်အလုံးမတွင်ဘူး။ဒါအဲ့တော့ကလေအလုံးမတွင်ဘူးဘာနားမကြားတာပါမယ်။မျက်စိနည်းနည်းမကောင်းတာပါမယ်။ကျွန်တော်အလုပ်ကအချိန်နဲ့လုပ်ရတာ။အဲ့တော့ဒါပေမဲ့ကျွန်တော်တထေးကိုပြောတယ် boss ဘာဖြစ်လို့ဒီ disable ပေါ့နော်ကျွန်တော်ဌာနအောက်မှာကျွန်တော်အလုပ်မတွင်ဘူး။ဒါပေမဲ့ तू ဘာပြောလဲသိလား။အဲ့ဒီစကားကိုတဲ့မင်းမပြောနဲ့ငါတော့မပြောရဘူးတဲ့ဘာလို့လဲ government ကိုယ်တိုင်ကအလုတ်ခတ်ခွင့်ပေးထားတာအကယ်၍သူတို့အလုတ်သွားလျှောက်လို့အဲ့ဒီ company ဒီမတမစွမ်းဆိုလို့ reject လုပ်တယ်ဆိုရင်အကယ်၍ government ကိုအဲ့ဒီသွားတိုင်လို့ရှင်သူတို့ဒီအမှတ်ပေးစည်းမျဉ်းနေရှိတယ်အဲ့ဒီမှာအခွန်သတ်မှတ်ချက်တွေကနောက်မှာသူတို့ဒီစနစ်တွေပေါ့ရေးမှုတစ်ခုရောက်လာတယ်ရေးမှုတစ်ခုရောက်လာတယ်အဲ့တော့သူတို့ကိုအလုတ်ခန့်ပေးရတယ်နောက်လာစာကလည်းခုနပြောသလိုတာမန်လူတွေနဲ့သူတို့ကိုဒန်းတူပြီးပေးရတယ်ဒါဆိုအရေးချင်းလိုက်ပေါ့ဆရာအဲ့လိုမှတင့်တော်တဲ့အလုပ်ဆိုတော့သူတို့မှခွဲခြားဆက်ဆံပြီးနေတာတော့လုပ်လို့မရအောင်မရအောင်ပေါ့အစိုးရကိုယ်တိုင်ဆောက်ရှောက်အစိုးရကိုယ်တိုင်ဆောက်ရှောက်ပေးထားတာကောင်းတယ်ဗျာနောက်တစ်ခုကပညာရေးကဏ္ဍမှာလေအကယ်၍ disable ဖြစ်နေမယ်ဆိုရင်သူတို့အတွက်အစိုးရကနေကျောင်းကားဆိုစီစဉ်ထားပေးတယ်သူတို့ကန်တင်းမှာဥမာဟောပေါ့တစ်လပါရက်30လောက်တော့မဟုတ်ဘူးပေါ့နော်ဒီ full time တော့မဟုတ်ပြီမဲ့နှစ်ပတ်လောက်သူတို့ကန်တင်းမှာအလကား free ticket ပေါ့အဲ့ဒီမျိုးတွေသူတို့ကျောင်းဆက်တက်နိုင်အောင်သူတို့ဝါသနာပါထောက်ပံ့တော့လေဟုတ်ကဲ့ပါဗျာအဲ့တော့ကျွန်တော်ကအဲ့လိုမျိုးဒီအကယ်၍တာကိုကအစိုးရဖွဲ့စည်းတဲ့ရောက်သွားရင်ဒီလူတွေကိုကအစိုးရကဏ္ဍအနေနဲ့လေတီးခြားကြီးကူညီတာမဟုတ်ပဲねပေါ့နော်ကျွန်တော်မှလည်းဒီရမုံငွေတွေရှိမှာပါဒီကနေပြီးတော့ဒီလူတွေကိုထောက်ပံ့ပေးခြင်းအဖြစ်ဒါဟာလူသားအချင်းချင်းမေတ္တာပြတဲ့သဘောတက်ရောက်တယ်လို့ကျွန်တော်ယူဆပါတယ်ဒါပေခုနပြပနိုင်ငံခြား government တွေလုပ်ပေးသလိုပဲသူတို့လုပ်ကန်ခွင့်လန်းနေရအောင်ဟိုပိုလီမော်လို့သူတို့လည်းနှစ်သိမ့်အောင်ရောက်တာပေါ့နော်သူတို့လည်းလူရသွင်းရရောက်တယ်ပေါ့လေဟုတ်ကဲ့ပါသူတို့လည်းစိတ်ပိုင်းဆိုင်ရာမှာဟိုခုနခွဲခြားဆက်ဆံတာလို့မခံရတော့အောင်လုံးကန်ဟိုကုမ္ပဏီတွေပဲဖြစ်စေအဲ့လိုမလို့ဟိုလုံးကန်အားလုံးဟိုသူတို့လုံးနိုင်တဲ့လုပ်တွေဆိုရင်ခံပေးနိုင်အောင်လေစီမံခန့်ခွဲပေးတဲ့အုပ်ချုပ်တဲ့အစိုးရလည်းเนาะဒါလေးလည်းလိုအပ်တော့ဒါကတော့အရင်းအာဏာနဲ့လိုရမယ့်ကိစ္စမှာဖြစ်သွားတာဟုတ်ခုနပြောလို့လေအဲ့ဒါမျိုးတွေကိုလုံးလာလျှောက်တဲ့ခါမှာပယ်ချလို့ဘာလို့ဆိုရင်ဘယ်လိုမျိုးအစိုးရကနေပြီးတော့ဒီကုမ္ပဏီဒီဖွဲ့စည်းကိုဟိုအရေးဆောင်ရွက်တာလေးလုပ်လေဒါလည်းလိုအပ်တာပေါ့ဒါလိုအပ်ပါပြီးတော့မှခုနပြောအစိုးရတွေဖြစ်စီ NGO တွေပဲဖြစ်စီဒီသူတို့တဲ့လိုအပ်တဲ့ကိစ္စတွေခုန scholarship တွေလုပ်ပေးမလားသူပညာဆက်သင်ခြင်းနဲ့ပတ်သက်မရှိဘူးတော့ဒီလိုပေါ့နော်ကိုဝင်ကတခုဒီစီပဲဖြစ်နေတဲ့ခါမှာခွင့်လန်းနေမရှိဘူးဆိုရင်သူ scholar ကျောင်းတွေဆက်တက်တယ်လုပ်ပေးရမယ်အလုပ်ဒီကိုင်းနေဆင်ပြေအောင်လုပ်ပေးရမယ်အားကစားဆိုရင်လည်းသူတို့တက်နေတော့တောက်ပါမယ်သူစိတ်ပေးကြအောင်ပါသူတို့အားကစားလည်းဒါပါနိုင်ငံကုန်ဆောင်တာပဲလေသူကမင်းမဲ့စွမ်းနေဆိုတာကိုဒါသူတို့ပြသကြတာဖြစ်တဲ့အတွက်နိုင်ငံတော်လည်းကုန်တက်တယ်ကောင်းတယ်ဗျအဲ့စိတ်ကူးလေးရှိတာကိုလိုင်းလည်းဟိုဘာပဲပြောထိကြိုက်ထားတော့လေဟုတ်ကဲ့ပါသူတို့ပေါ်မှာစေတံမြတ်တာထားတာလည်းကောင်းပါတယ်ဟုတ်ကဲ့ပါပြည်သူပေါ်မြတ်တာထားတဲ့အတွက်လည်းကိုစိုင်းအောင်ဆိုကြီးလည်းပြည်သူကရွေးချယ်ပေးပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်ဗျဟုတ်ကဲ့ပါခင်ဗျပေးတဲ့ဆုနဲ့ပြည့်ပါစေကျွန်တော်လည်းအတတ်နိုင်ဆုံးဆွတ်တမန်အသုံးတော်ခံချင်ပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာနေရှင်ဘွဲ့တဲ့နိုင်ငံရေးမေးပေးကြဆိုအစီအစဉ်လေးခဏနားပြစေဦးဗျမြန်မာ Nation Boys